Okay ဒီနေ့မှာတော့ဒီ share ကBig Bang site sorry cyber နဲ့ပတ်သက်ပြီးတော့ဟာကြချင်းနည်းလေးပြောပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် share တို့ကဒါ encryption လုပ်တဲ့နည်းလေးပေါ့ဒီကောင်လေးอ่ะအဲ့တော့ဒီမှာဆိုလို့ရှိရင် share တို့ABCD လေးရေးထားတယ်ဟုတ်အဲ့တော့ABCD လေးကို share တို့က encrypt လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီခါ share တို့က number တွေနဲ့ encrypt လုပ် sorry alphabet တွေနဲ့ encrypt လုပ်တော့ပဲနဲ့ share တို့က symbols တွေနဲ့ encrypt လုပ်မယ်ပေါ့နော်အဲ့တော့ symbols လေးတွေကဘယ်လိုရှိမလဲဆိုလို့ရှိရင်အရင်ဆုံးဒါ tic-tac တို့ပုံလေးနဲ့နောက်ပြီးတော့လို့ရှိရင်ဒီလိုမျိုး X ပုံစံလေးပေါ့နော်အဲ့တော့ဒီမှာ tic-tac တို့မှာမှ share တို့ဘာရှိတယ်ဆိုလို့ရှိရင်သူ point လေးတွေရှိရပေါ့အဲ့တော့အဲ့ဒီ symbols လေးတွေကို share ကသုံးပြီးအလုပ်လုပ်မှာဥမာ A ဆိုတဲ့စကားလုံးလေးကို share ရေးချင်တယ်ဆိုလို့ရှိရင် A လို့မရေးဘဲနဲ့ဘယ်လိုရေးမလဲဆိုရင်ဒါမျိုးလေးဖြစ်မှာပေါ့နော်ဥမာ share C ဆိုပြီးရေးချင်တယ်ဆိုလို့ရှိရင်သူကဒါမျိုးလေးဖြစ်မယ် okay ဒါဆိုလို့ရှိရင် share တို့ကဒီ I miss you ဆိုတဲ့စကားလုံးလေးကို share တို့ကနေပြီးတော့ encrypt လုပ်ကြမယ်ဒါဆိုကောင်းမလေးစီစားဖို့တဲ့အခါမှာလည်းအဆင်ပြေသွားပြီပေါ့နော် okay အဲ့တော့ကြည့်ရအောင်အဲ့ဒါဆိုလို့ရှိရင် I ဆိုတဲ့စကားလုံးလေးကို share တို့က encrypt လုပ်ရှင်သူ့ရဲ့ဒီလမ်းကြောင်းလေးတိုင်း share တို့ကဆွဲလိုက်မယ်ဟုတ်ပြီနော်ပြီးတော့ရင် M ဆိုတဲ့စကားလုံးစီတော့ M ကဒီလိုပုံစံလေးဆိုတော့ဟာကြ share တို့ကဒီလိုပုံစံလေးနဲ့ဒီမှာအပြောက်ကလေးနဲ့ထည့်လိုက်မယ်ပြီးတော့လို့ရှိရင် share တို့က I လေးထပ်ပြီးတော့ယူမှာဆိုတော့ခါကြတော့ share တို့က I လေးဒီမှာဆွဲလိုက်ပြီးတော့လို့ရှိရင် S ကကြ share တို့ဒီလို V shape ပုံစံလေးဖြစ်နေတော့ဟာကြ share တို့ကဒီမှာဒီလိုမျိုးလေးနှစ်ခုထည့်လိုက်မယ်ဟုတ်နော်နောက်တစ်ခုကကြတော့ Y ဆိုလို့ရှိရင် share တို့က Y ပုံစံလေးကဒီလိုလေးရှိတာဆိုတော့ခါကြတော့ Y ဒီမှာအပြောက်ကလေးထည့်မယ်ပြီးတော့လို့ရှိရင် O ကကြတော့ share တို့ဒီလိုလေးရှိတာဆိုတော့ခါကြတော့ဒီလိုမျိုးလေးရှိမယ်နောက်ပြီးတော့လို့ရှိရင် U ကကြတော့ share တို့ဘာလေးလဲဆိုလို့ရှိရင်ဒီလိုလေးရှိရဆိုတော့ခါကျ share တို့ကဒါမျိုးထည့်လိုက်မယ်ဒါဆိုလို့ရှိရင် share တို့က I miss you ဆိုတဲ့စကားလုံးလေးကို share နေပြီးတော့ဟာကြတော့Big Bang cyber နဲ့ share နေပြီးတော့ encrypt လုပ်လိုက်တာပေါ့ဒီကောင်လေးကို share တို့ကပြန်ပြီး decrypt လုပ်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီ thingy ဒါလေးတွေကိုကြည့်ပြီးတော့ဟာကြ share တို့ကပြန်ပြီး decrypt လုပ်လို့ရတယ်ပေါ့နော်ဒါက okay ဒါဆိုလို့ရှိရင် share တို့က Big Bang cyber ကို encryption လုပ်သွားတာဖြစ်ပါတယ်အဲ့တော့နောက် video မှာပြန်တွေ့ကြမယ်နော်